iPhone သုံးတဲ့သူတိုင်းအတွက် iCloud backup ကမဖြစ်မနေဖွင့်ထားတင်နေဆိုတာသိကြလား iCloud ဆိုတာကဖုန်းထဲကတက်ပုံတွေ contact တွေ application data တွေကို online ပေါ်မှာအလိုအလျောက်သိမ်းထားပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ဘာအတွက်သုံးဝင်လဲဆိုရင်တော့အကယ်၍ကိုယ့်ရဲ့ဖုန်းကကြားပြောက်သွားတာဖြစ်ပြတ်သွားတာဖြစ် iCloud မှာ backup လုပ်ထားမယ်ဆိုရင်တော့ data တွေကိုအလွယ်တကူပြင်ယူလို့ရပါတယ်ရှင်။ဒါဆို iCloud မှာဘယ်လို backup လုပ်ရမလဲဆိုတာကိုပြပြပေးတော့ပါမယ်ရှင်။အရင်ဦးဆုံး setting ထဲကိုသွား Apple ID profile ပုံလေးကိုနှိပ်နောက်ပြီးလို့ရှိရင်တော့ iCloud ကိုသွားစိတ်တူ iCloud ဆိုတာလေးကတော့ဘယ် application က data တွေကို iCloud မှာတင်ထားခြင်းလဲဆိုတာကိုရွေးဖို့နေရပါကိုယ့်ရဲ့ data တင်စေခြင်းတဲ့ application တွေကိုဖွင့်ပြီးလိုက်ရုံပါပဲရှင် Wi-Fi internet ဖွင့်ထားတဲ့အချိန်မှာ data တွေကိုအလိုအလျောက်သိမ်းပေးနေမှာဖြစ်ပါတယ်ဒီမှာမြင်နေရတာလေးကတော့ storage site ပါ free ရတာကတော့ 5GB ပေါ့နော် storage များများလိုချင်နေဆိုရင်တော့ upgrade for more storage မှာထပ်ပြီးတော့ဝယ်ယူလို့ရပါတယ်ရှင်ဒါကြောင့်အရေးကြီးတဲ့ data တွေပြောင်းမသွားအောင် iCloud မှာ backup လုပ်ထားဖို့မေ့နေနော်